မင်္ဂလာပါအခုကတော့စိန်နှန်းကကြီးရောက်နေတာဖြစ်ပါတယ်ဆိုတော့စိန်နှန်းကကြီးကရန်ကုန်ကနေဆိုရင်တော့65 68လောက်တော့သွားရတယ်ပေါ့နော်ဆိုတော့မစိုး day trade အနေနဲ့တနေ့ကုန်ပေါ့လေဒီမှာနေတာအခုကဒီရောက်တာ7ခွဲလောက်ဆိုတော့နားတာ2နာရီလောက်ဆိုအခုပြန်ထွက်တော့မယ်အခုက2နာရီရှိပြီဆိုတော့ vlog လေးလည်းစုံထိကြည့်ပေးပါအောင် Hello good morning ပါအခုကတော့9နာရီခွဲပေါ့နော်ဒီနေ့ကတော့စိန်နှန်းနေမှာဖြစ်ပါတယ် Thank you ကောင်းတက်နေပြီပေါ့နော်ပတ်ဝန်းကျင်နေထားပါကဲဒီနေ့တော့နေပူမယ်ထင်တယ်မနေ့ကအိုက်ဆက်ဆက်ကြီးဖြစ်နေရရေဆိုင်ရမှာပေါ့နော်တထားတက်လန်းပေါ့ပန်းစိုးရန်စိတ်ကိုဆင်းနေပါတယ်တော့လိုက်ပါဦးရှင်ရောက်ပါပြီကိုစီတဲ့ဟမ်ဘယ်လိုကြရပဲအမှားရောမရောက်တာကလည်းချိန်ထားလားတိတ်တိတ်ပုံပြီးတော့နော်ဒီဆောင်ပါရှင်တော့4ရောက်ပဲလား4ရောက်ပဲဒီနားလေးမှာအတားကြော်လိုက်ပါတယ်ပြီးတော့ဟိုရှိပေါက်ကဝင်မယ်ပေါ့နော်ဒီဘက်အပေါက်ကနေနေပါမယ်ဝင်မီနာဟိုးတလုံးမိုက်လိုက်တော့ကြိတ်တယ်ဒီ feeling ကိုကြိတ်တယ် Oh my god ထွက်တော့မှထင်တယ်အော်ဆင်းတာအထွက်ပဲရှိသေးတယ်ရောက်တာကဲဒီကလိုက်ပါပြီကဲရင်ပေးသွားလိုက်မယ်လောက်လာကြပြီပေါ့နော်ချွေဆိုစောစီရောက်လာပြီပါရင်နဲ့ကနေရောမောင်ထဲမှာတမော်နဲ့တော့အဲ့လိုမစီးလည်းမစီးဘူးဟိုဘက်ကန်းနဲ့ဒီဘက်ကန်းပဲကူကခီးလည်းမသွားဘူးတော့အဲ့ feeling တော့မသိပေမဲ့အဲ့လိုခီးသွားရတဲ့ feeling မျိုးတော့ရရနော်မိုက်တယ်ခိုင်းလို့မိုးလင်းမတီကိုရောက်တာဒီနေ့တော့စောစီးရောက်တော့အိုးစုံမဲမှာဒေးတယ်ဒီရွက်တွေအဲ့ဒီလိုသားတော့ဗျာအလုံးလေးပါသုံးလုံးနဲ့ဒီကတော့ဘာလဲတော့ဒီကြရတယ်ဝင်သွားပြီဒီလာပါဒီရတယ်အာဟောပါပဲချင်းကတန်ရှင်းလုပ်ပြီးတော့ချိန်စီထဲဖို့ တော့ဖေးနဲ့စကမချာလား ပြေတော့ပါတယ်ဟမ်ကျွန်တော်တို့ပါလေတို့ပါလေ ဒီလေကျွန်တော်တို့ပါလေ ဘာလဲကျွန်တော်ချိန်စီထဲပဲ တော့ပြီးတာ ဟောဒီဘက်ကတော့ပေါ့ ကိုတည်းထဲပဲ ကဲချီတော့မမေ့
မှာလာတာကားတစ်စီးသွားနေကားကြီးချက်ဝိုက်တယ်တော့စောစောလို့ဝေလီအချိန်ခါတာမရလဲ feeling တစ်မျိုးရရပေါ့နော်ကဲဒီနေ့တော့လေးဆန်းစီးကြရပေါ့နေဖို့ပဲချင်တယ်နော် Colera, mincho pa, colera. Colera. ဟာအရင်ကတော့နိုင်စင်ပေါ့နော်ကဲဒီကနေဘယ်ချိုးပြီးသွားမယ်တနုတ်ဖျားဘက်ကထင်တယ်မရောက်တာတော့တော်ကြာပြီနော်အော်တရားထွက်ကဒီမှာ哦အားကြောင့်ဒီနိုင်စင်ချက်လိုက်တာ哦ပြီးရောအဲ့လောက်ကြည့်ကြည့်ကဲဒီကနေပဲတက်ပြီးတော့စီးလိုက်ရှင်တော့တယ်တရားပေါ်စီးဦးကြံလို့ 还有这些带来麻烦了比较好。 ကဲစီးလာလိုက်တာနောက်73ကီလိုလောက်ဆိုရင်တော့တနုတ်ဖျားရောက်ပြီနက်စာအိမ်မှာပဲစားဖို့စဉ်းစားထားရပေါ့နော်ဂျိုင်းမှာလည်းရွာဆိုတော့မရှိဘူးကွာလမ်းတော့တိတ်မကောင်းစီးလို့တော့ကောင်းပါပျော်ပွဲကြီးရွာဒလားမျိုးနဲ့ကဲစနေလိုက်ပါအောင်မယ်ရှင်စီးကောင်းနေရော对吧？对。我东方人都有呀。吹上去的。都有，你们那种。ကားတကုံမောင်းတယ်မဟုတ်စိမ်းပါအိုးညာကြီးပဲ哎呦。စောင်းစိမ်းကောင်းစားတယ်ရှင်းမှာတနုတ်ကလူသေးရနော်နည်းနည်းတနုတ်ရအောင်တော့စားရရှိမှာပါဆိုင်ရင်ဖွင့်တယ်မလားရောက်မှာစားတယ်ဘယ်မှာ 非常。ဟမ်အော်ဒါပါလံပေါင်းတယ်ဖွင့်နေတယ် 干。那有肉的，可以吗？哎呦哎！ ကိုကြီးကဟိုဘက်နေနေထွက်ဟိုဘက်မှာနေရကို 我看了一点吧。对，看了一点。那个就现在就那个口味。 ခိုင်းသေးလို့ဟိုဘက်နေနေလာ 哦，那个哪边？对呀，那不吗？哪里？你问的。 နင်းနေမလောက်ဘူးလေကောတယ် သူကတော့ကောင်းတယ်ဒီပါကိုတဲ့နက်ကရှင်းနေတော့โอเค ရတမျိုးဆွဲပြ တင်ရတာကြည့်အကျဲ ဝင်းမယ် အကျဲနေရပူတော်ဝိုက်တယ် ဟုတ်တယ်လေ I fall လေ I fall လေ ဘာလို့လဲနေငါလည်းကနေကောလာလိုက်ကြီးပွင့်လိုက်ပွင့်တော့I want နဲကောင်းသွားတယ်အိုး ရတော့ကြောက်ခိုင်းရ ငါဒါလေးလိုချင်တာအဲ့လေ တမ်းမယ်လေဒီနောက်ဖျားကြော်လာပြီပေါ့နော်ခုနမုံဆိုင်မောင်းစားလိုက်တော့ဘိုက်ကတော့တိတ်မစားတော့ဆိုတော့ရှေ့လန်းခွဲအောင်လာပဲစားတော့မယ်ချိန်ရတော့9:33စီကောင်းနေရောမြူကြတာပါနော်ရေတူးညင်နေတာတော့မဟုတ်ပါဘူးဆိုတော့အေးအေးတက်ရှိနေလို့လေ
ပုံမှန်ခွန်ခွဲဆိုရင်နေပူမဲရဆိုတော့နေထွက်နေတယ်နော် ညာတော့လည်းလည်းတော့ တခွက်တတာတဲ့တခွက်တတာတခွက်တတာတခွတ်တခွတ်မနေ့စာဒီမှာစားလိုက်တယ်8 နာရီခွဲပါတခွတ်ပင်ပဲကြိုတဲ့ကက်ကြိုပေါ့နော်စင်ပြေအိမ်နာတက်လည်းစင်ပြေရှေ့မှာတော့ဘာမှမရှိတော့ဘူးဆိုတော့အဓိကတနုတ်ဖေးအကြော်ပေါ့ပုံမှန်ဆိုရင်စားရလို့ဆိုဟိုကတင်မောစင်မနေ့ဆက်စားရတယ်ဒါပေမဲ့အဲ့မှာစားလိုက်ရင်လူကဣွားတော့ပါလေးပင်သွားဘာလို့ဆိုနင်းမှမနင်းရတယ်စားလိုက်တဲ့အချိန်မှာအဲ့ဆိုအဲ့နဲ့နည်းနည်းနင်းမယ်အခုက30ဆို40ကျော်ကျော်လောက်လုံးမယ်ရာသီဥတုရန်ဖိုင်းရနော် ဖိုင်းနေဖိုင်းနေ အိုးရန်ဖိုင်းနေအဲ့တော့30လောက်နင်းပြီးမှစားတော့စားလို့လည်းကောင်းတယ်လူလည်းခီးရောက်တာပေါ့မဟုတ်ရင်ခီးမရောက်လို့ပြင်းစိတ်ထဲမှာဣတယ်ကွာစားပြီးတော့နင်းလိုက်တော့နော်ကဲဆက်နေလိုက်ပါအောင်မယ်ခရိုက်ခံကြီးပါဒီမှာနေကြပင်နေတွေ့လို့တက်ပုံသားရိုက်လိုက်အောင်မင်းလာပြီနာပြီဟာပြီပန်းနဲ့ကျမနဲ့ဘယ်သူပို့လာပန်းလာ မလောက် ပန်းနဲ့ကျမနဲ့ဘယ်သူပို့လာဟေးနေကြကင်းနဲတာနော်ကျဲတာ ကျေးတယ်တကယ်ကြောင့်မလောက်လေ အဝေးရကြည့်အောင်ပဲပေါ့သူ့မလိုပဲပေါ့အဝေးရကြည့်အောင်မကောင်း လေးရောက်တော့သွားခေါ်နေ အဲ့ဒါတိုးလို့ဖြစ်သွားတယ်လာကိုကြီးလာဒီတဲကိုလာ3ယောက်လုံးလားဒီမှာလေ It's me ဝင်လေ 我把这个 မပါသေးဘူးလေ 我 ဒီနားဝင်လိုက်လေမှတ်တမ်းနေတာအဲ့လို 妈 it's me အမို့ရှစ်မိုင်ကညံကုန်းစော့လမ်းတော့မမှတ်မိတော့ဘယ်ချိုးရမှာကဲနင်းလာလိုက်တာနင်းရတော့ထွက်လာပါပြီဘယ်နှစ်နာရီလဲဆိုတော့9:20 7နာရီခွဲမနေ့စာစားပြီးထွက်လာတာဆိုတော့လက်စာအေးဆေးခြိုင်စားတဲ့စကားတွေပါပြောတယ်ကွယ်ဒါဆန်သက်လေးဟာညာချိုးရမယ်ထင်တယ်ဆိုင်ဘုတ်ကခုနတေချာမဖတ်လိုက်ရအောင်အနားရောက်ခါနေမှာတွေ့ရစကားပြောလာရောစကားပြောလို့ကောင်းတယ်အဲ့လိုစပိန်စီးရဲ့စကားပြောလာညာပဲထင်တယ်ဟာဘာရေးထားလဲစိန်နှံကကြီးတို့ဆိုဟုတ်Cheers ပုံမှန်လေးပဲနှစ်ချောင်းနှစ်ခုံပေါ့လေးရဆန်တဲ့ထဲလမ်းမကောင်းပါဘူးဆိုမှနေထွက်လိုက်တယ်တိမ်ဖုံးနေတိတ်မထွက်ချင်ဘူးကဲဆက်နေလိုက်ပါဦးမယ်ဖိုက်စားလို့ ပူလာပြီလို့စိတ်ညစ်တယ် ငါမူရပါဘူးဗျာဒါဒီကဒီနေ့တိုင်းတော့9:45ပူနေပြီ9:45မှန်တော့ကိုရဲ့အိမ်မှာတော့တွေးထားတယ်ပူမှာဒါပေမဲ့မနက်ကသူကနည်းနည်းဟန်ဆောင်ပြလိုက်တော့သမီးပျော့သွားတယ်ဒါပေမဲ့အခုပြန်ထွက်လာတော့စိတ်ညစ်သွား တော့မထွက်ပါဘူးနေရ နေရတာမထွက်တာလူကမီးတောက်တော့မယ် ညရေဒီလိုတော့ဟိုင်ညကောင်းတာ တဲ့ဆိုတယ်ငါလည်းအဲ့လိုဟာတစ်ခုဝယ်လိုက်ညီသွားလိမ့်မယ်။ဟုတ်တယ်နည်းနည်းရှိတယ် တက်ရှိ ကျွန်တော်ကဗျာဘိုးမီးတော့ ဒီပဲဒီကနော်ဒီရပြီ ကြီးတော့အကျန်းတော့လို့ပြောင်းရတယ် ။ဘာတော့ရေးတော့
ရေပေါ့ကိုကြီးအေးရမအေးလို့လေ ကြာရအောင် အေးလေတိတ်မပူလို့လေ ရတော့ တမီးကဖြည်းဖြည်းလေးကတော့မပူဘူးလေ ဟော အာပေါက်တက်ကြီးက အဲ့မကောက်ပါဘူး ဘယ်ကမလဲ15ကီလိုလောက်လို့တည်းရော15မိနစ်20အေးချင်းနေမယုံနဲ့ကိုကီလိုမီတာနဲ့ကိုခိုခဲမှတ်တာရှုံသေးလားညမတက်ထားလို့ကနေရိတ်နေရောလိုသေးတယ်55ဆို65 85ဆို18လောက်လိုမှထင်တယ်ပို့တော့တွက်ထားတယ်ကဲစနေလိုက်ပါအောင်မယ်ကျမတို့ဆိုင်ကနောက်ကိုလိုက်လာလိုက်တာတော်တော်ตายရောတမရိုက်မယ်လေနောက်ကလူစောင့်ဒါတော့ရန်လှပတဲ့နေရာလေးပေါ့နော်ဟိုးရင်ဆိုင်မို့အဟောင်းတော့လည်းရောက်ဖူးတယ်ရောက်ပြီဟိုဓာတ်နေကိုတော်တော်နည်းနည်းသွားအောင်ပါယေးကြလိုက်တာ โอ้ ဘာရေးကြည့် အေးလေမဟုတ်ကိုစီတိတ်မပြောလို့လေလူပဲ ဆဲနေ ကဲတွေ့ photo shooting လုပ်ပြီးသွားပါရမယ်ယေးလက်ခေါက်ကောင်း နည်းတော့မလာ 10နာရီ56ညရောက်တယ်ယေးစတော့မယ်ကဲလမ်းခွဲလေးတော့ဝင်လာပါပြီနေတော့ပူပါတယ်အဲ့ဒါစီကောင်းပါတယ်ဟိုရောက်ရင်ဘာကြီးစားမလဲဆိုင်ရန်ကကြီးကတော့ငါတလောက်ဥမာဝယ်နာမည်ကြီးကတော့အမေကိုရီးယားငါမကြိုက်တဲ့သူဆိုတော့အဲ့လောက်တော့ attraction မရှိပါဘူးဒါပေမဲ့အခုပြန်ပြင်ထားမယ်ထင်တယ်တရားလည်းပြီးသွားပြီဆိုတော့လာတဲ့သူများတော့ပြန်ပြင်ထားတဲ့အချိန်မှာတော့ကောင်းမယ်လို့မျှော်လင့်ပါတယ်မရောက်တာ3နှစ်ကျော်4နှစ်နေပါလောက်ရှိပြီထင်တယ်အိုးချစ်စရာလေးအားနေရောအကွေ့ကောက်လေးနဲ့ဆက်အိမ်တန်းကန်းကျင်နဲ့နီးကပ်လာပြီးတော့ရွာတန်းလေးတွေပေါ့နော်ဒီရွာတန်းလေးဆိုတော့ရောက်ပြီးတော့စိတ်ထဲမှာထင်းတယ်မမတ်တမိပေါ့နော် Hello Hello အိုးချစ်စရာလေးကလေးရဲချစ်တယ်ကလေးချစ်တယ်ဖြူစင်လို့ကလေးချစ်တယ်ဟိုတရက်တီးပေါ်မှာပေါ့တရက်တီးကိုမပြီးနဲ့စားလိုက်ချင်တယ်တကယ်မပြီးတော့လေးနဲ့ကဲကဲကြီးဆက်သွားမယ်နော်ရွာအိမ်လေးတွေပေါ့နော်ဆယ်အိမ်ထဲမှာဆိုရင်ဒီရွှေတနာအောင်ပြန်ဖွင့်လာတော့မသိဘူးနေ့2000နဲ့ညအိတ်3000နဲ့ကဲအခုကတော့ကန်းချီပဲသွားနေပြီပေါ့နော် Helloနိုးပါနဲ့နိုးအောင်နော်တိတ်သွားပြီကဲမြင်နေရပါပြီရှင်ရေကြရတဲ့နဲ့ရေတက်ရင်အဲ့အယုတ်ထီအောင်ရေတက်တယ်ထင်တယ်ဗောနော်ဝါတောက်ပြီဟေးဟူးကန်ကြီးရောက်လို့ပြောရမဟုတ်နော်ကိုနင်းမဲ့နေရာတစ်ခုရောက်လို့ပြောတာပါမြောက်တာကြာရပူတယ်ရောနေရတော့ဟုတ်တယ်စိုင်းလေးပြန်ဖွင့်ပြီးတော့နည်းနည်းစီစီကားကားလေးဖြစ်နေရောလာရှင်စရာတော့နည်းနည်းကောင်းသွားတော့ကားလေးနဲ့ဆိုဘလောက်မှမကြောက်နည်းနည်းပင်လေဘိုက်တော့ရတာပေါ့နော်
6နာကိုငွေဆောင်နေတော့ဘယ်လိုနိုင်လို့ရမလဲပေါ့နော် ဘူးရရကျွန်တော်ပြတာ ဒီကတော့ဒီဟိုတိတ်မစည်းကျင်တဲ့အကြောင်းရင်းကလေးဆန်တာလမ်းဆိုးတာဒါပါပဲကဲနားလိုက်အောင်မယ်စားမယ်တောက်မယ်ကဲရောက်ပြီဆရာစင်ပြေနော် very good ဆရာစင်ပြေနော် ကြည့်ပါ ခုနေအောင် မပြည့်သေးရ တို့ ရှိ နဲ့လိုက်တာစင်ညင်ပါလားမကြည့်ရဘူးလေတွရှင်ရမယ်တွရှင်မှုတွေပေးမယ် နောက်ပိုင်းရိုက်ချင်သွားမှာ ရှင်မှုဒီ နောက်ပိုင်းရိုက်ချင်နေစင်တယ်တွေပါပေါက်အာ ဒါလည်းဒီလျှောက်ပြလိုက်ပြီဟုတ်တယ်ဟုတ်တယ် နားလိုက်အောင် ဒီကလည်းဆင်းခဲ့ခဲ့တယ် မြင်းစင်လား နော်တမီးတောင်ပေါ်ပဲစီးရ ကဲစားမတော့ပဲဆုံးလာပတ်စံလေးနဲ့ အလူရှင် ဘုံမိုးရေဘုံမိုးပြတဲ့ပတ်စံလေးနဲ့ ကျေးဇူးတင်ပါတယ် တို့စားမှာဗျာ ကိုတို့ဘာမှတမီးဘာမှ ဒီလေထမင်းမျိုးမှာလည်းပြန်လာပြီးတော့စုပါလိုက်လေ ဘုံမိုးရေ ဟုတ်တယ်ထမင်းပြုတ်မှာပါ ဟုတ်ဟို ဟိုဟင်းနဲ့အဲ့လိုစားရင်ထမင်းကြော်ပဲစား ဘာလို့စားမလဲ ဟုတ်တယ်ငါတို့အုံးကိုတော့စားမှာသူငါတို့အုံးကို ဟိုဒီမှာနာမည်ကြီးရ ငါတို့အုံးကိုဘယ်လို တောင်းပွဲရှိတယ်3000ပွဲရှိတယ် စားကြရရောက်လာပြီဘာလဲဆိုကြည့်အောင် ရုံးမှာပဲသေးတယ်ကြတာဒီတဲ့အင်း ဒါစားရတဲ့ထမင်းကြော်ပင်လယ်သားနဲ့ပေါ့ဒါ18000ဒါ2000 ထမင်း 2000ပေါ့နော် တောင်းပြည်လက်တုံးရင် ဒါငါတလောက်အိုးမောက်ဒီရဲ့ treatment ပေါ့နော်ဒါ2000ခွဲဒါမဲ့ဒါပို့ပေးထားတာပါတဲ့ဒါဘယ်လောက်လဲ6000ထမင်းပြူကတပွဲ1500 ဟောင်းပါရေရ ကဲဆွဲမယ်1000 ဒီမိုက်ဟိုလေး ဆွဲလိုက်ပါဦးမယ် ဆွဲလိုက်ပါ ခင်းရလား ပြောမယ်ပါ ကဲကိုစီကိုချစ်လို့နော် ရော ကိုရဟိုကတော့ကနေဦးကျပဲမပြောရရ အေးမကြိုက်ဘူးနော်တရားမှမကြိုက်ဘူး ကြိုက်ဘူး ကိုရညီမတော့လည်းကနန်းသူပဲစားရကိုမစားဘူး အဲ့ဒီမှာပြန်တော့ယူလို့ရ ဒီမှာရေးတဲ့ဒီခိုင်းမှာသူကဒီစိန်အောင်ဟုတ်တယ်ဘုရားမနာရေးမနာရေးဂျုံကြီးချစ်တယ်ဘုရားနောက်ဆိုမေဒီလာရိုက်ခါချင်တယ် ရပြီ ဒီမိုလာသူကဆုပ်တူဘောရကြီးပြီဝေးတပတ်ကိုပေါ်အောင် အထက်ကိုတင်ပြပါ ကိုယ်ကီဗီနဲ့ရှစ်တယ်လေ ကဲပြန်တော့မယ်တနာကြီးခွဲပြီး ယောက်ျားလေးတွေပါဗော နောက်15မိနစ်လောက်ဆိုပြန်မယ်ပေါ့နော်တင်းအောင်မယ်နေပြည့်လေးတိုက်တယ်ရေတက်လာပြီဖားတော့လာတော့ဆိုရေကဟိုးဝေးမှမြင်ရပါဘောနော် နဲ့ဆင်းနေပြီ ငယ်တော့ခံနေတာရစ်စစ်ကူလေ ကျမယ်တကယ်ကြောက် မင်္ဂလာပါအခုကတော့စိန်နှန်းကကြီးရောက်နေတာဖြစ်ပါတယ်ဆိုတော့စိန်နှန်းကကြီးကရန်ကုန်ကနေဆိုရင်တော့65 68လောက်တော့သွားရတယ်ပေါ့နော်ဆိုတော့မဆိုးဒေးထွေအနေနဲ့တဏီကုံပေါ့လေဒီမှာနေတာအခုကဒီရောက်တာ17ခွဲလောက်ဆိုတော့နားတာ2နာရီလောက်ဆိုအခုပြန်ထွက်တော့မယ်အခုက2နာရီရှိပြီဆိုတော့ vlog လေးကိုလည်းစုံထိကြည့်ပေးပါအောင်ခုကတော့ရိုက်ကူးရေးပိုင်းဆိုင်ရာလုပ်နေပါတယ်ဟေးတော့နေပူရ ဆက်ပြီးတော့မယ် selfie လာတော့လမ်းလေးလှနေရောတနာရီ25 90နောက်ထပ်90နေရမယ် fighting နေတော့ပူပါတယ်ဒါပေမဲ့စပိန်စီရင်နေပူတဲ့တန်တော့ခမ်းမယ်ပေါ့နော်အဲဒီကစပိန်စီရင်ဆိုတာတဲ့ highway နေပြောတာပါ
ကီချစ်စီရလေးပါချစ်ဆက်ကောင်းနေတော့မယ် မရှိဘူးဆိုရောအာဒီမှာရှိအော်ဆော်ရောရိုက်လို့ရတယ်ဟိုလိုလုပ်ပြီးတော့ဖင်လန်ပြီးရိုက်လို့ရတယ်လေ ဟာစောက်ကျုံးနေ ဟာရမှု ပြေးချင်တော့သူကမကြည့်သေး ရေးတာမသိတာရန်ကုန်တော့စေး ဆရာလည်းလောက်ကြပြီလေသူ သူပေါ့ပြီသူရောက်ပို့ပြီ သူအရန်နင်းနေလို့လေသူ တို့နေနေရတယ်ကိုရီးယားတော့လိုက်လိုက်ရ အဲ့တကွဲပြ ကြီးကြီး သူကြည့်သေး တော့တာကြောက်တယ်ကျွန်တော်တို့ကောင်းမယူစေမကြီးဝင်လာတော့ကော ဘယ်ကြည့်ရလဲချက်ကြည့်တာ ဒီကကြောက်စီစီပဲမင်းလည်းသားရဲ့ကြောက် တကွဲပြ မင်းလည်းသားရဲ့ကြောက်စီစီပဲအခုမကြီးစီကိုပဲ ဟုတ်မှန်တယ်မအားရပါသား တော့ချိုးတယ်ဗါလို့ပြီးတော့စိတ်ကြီးရောမကြည့်သေး သိနေတာပါဗျာတော်တော်ဗျာတို့ ဒါမှ ဟာဆရာဆရာလာဘာမှလည်းချုပ်တူးအား ရဘူး ဟောတယ်ခဏစပင်းတော့မှတဘောတဲ့ခဏအထိတရားစီတရားရရခါမှတဘောအထိတယ် ပိုကင်မှာစောက်ကူးလေးကတ်လာ အဲ့ ခါမှမသွားဘူး ဘလို့ဖောက်အောင်ကျုံဆိုင်တော့ယောက်ျားနဲ့မိန်းမနဲ့တွေ့လား တွေ့ရတွေ့တယ် ဘယ်နဲ့ရမလို့လဲ ရဲရဲ ကတိကြ ရဲရဲရဲဘယ်လိုရဲသွားလဲဟုတ်မဟုတ် တော့ရည်သေးတယ် ဒီပြလဲသွားတယ်လူတွေ ဒီဘက်နဲ့ပဲကွာဒီမိုးသေးဘူးပဲမဒီမဒီမကနေရိုက်ရ ပြစ်ချင်တော့မဟုတ်ပြစ်ချင်တော့နှက်ခမ်းမွေးလည်းမရှိဘူး လည်းပြီးတော့နေကြတာပါ မဒီမဒီမကနေရိုက်ရရပဲဗျာနေပါစပင်းနဲ့ညာကတော့သွား ကျွန်တော် အောက်ကောင် ဟိုကိုရီမျိုးအောင်ပြောရတယ်အမှုတွေရဲဂရိုးတွေ ဟိုချောလာတယ်အရင်နဲ့စား နှက်ခမ်းမွေးမရှိတော့လားမနှက်ခမ်းနဲ့တွေ့နှက်ခမ်းလေးပါဖိလာတော့ထိုးလာတာ ကွာရောင်ချင်းတိတ်ထားတာ စိတ်ရရတက်ထုတ်လုံးစားပလိုက်မယ်ကွာ ကောင်းစားတယ် ဒီမှာ စပိန်သမားတွေအတွက်ကတော့ဇရက်ဆိုတာလုံးဝဒုက္ခပုံပဲပေါ့နော်ကဲဒီမှာနားတယ်စကားပြောတယ်ပြန်ထွက်မယ်ရှေးအခုအပြန်တော့ကုန်းညံကုန်းဘက်ကသွားမှာဖြစ်ပါတယ်လာလာလာလိုက်ခဲ့ကြပါဦးရှင်ဘယ်မှာပါရလဲမေ့သွားတယ်ဘာဝယ်ခြင်းလို့လဲ ဘယ်မှာနေဆောင်လဲ အော်ဘာမေးနေရလဲလို့ရောင်းဝယ်ကိစ္စတွေလားကဲသွားကြပါစို့ဒီမှာရေးထားတယ်တောင်ခုံရွာညာဘက်ချိုးဘက်ချမ်းယေအားလုံးကဟိုဘက်လဲအခုဒီဘက်ကသွားမယ်အော်နင်းကောင်းနဲ့နင်းလိုက်ခီရမချင်းရတယ်တော့တော့ပါဝါချောင်းလေးတွေမြောင်းလေးတွေနဲ့ဒါးရည်လေလာတယ်ဒီဘက်ကဘာနဲ့တူလဲဆိုအိမ်မဲလမ်းခွဲဘက်ကလို့ပါလို့ကုန်တယ်84ရှိသွားပြီ135လောက်နေရပါတယ်6လောက်စနေ135လောက်နေရမှာဆို135အခု84ရှိရယ်ပြီးရင်ကိုညံကုန်းကိုဝင်မယ်ပြန်တော့လာတော့ကျတော့ဒလကနေတန်းလာတာအခုကကိုညံကုန်းကနေမှဒလကိုပြန်မယ်ပေါ့နော်ကဲခီးဆက်လိုက်ပါဦးမရှင်လေးဆိုင်ယူ29 30နဲ့ဟုတ်လောက်ကူမကိုက်တယ်လောက်လေးရစတယ်လမ်းကောနောက်30ချီခွာတာနဲ့အကြံခဲ့ပြီတော့လုံးလုံးနဲ့မချင်းဘူး
ကုန်းလည်းဝင်လာပါပြီကွညံကုန်းတောက်မိုင်းနဲ့ကွညံကုန်းထိက105ကီလိုမီတာကွညံကုန်းရန်ကုန်ကကီလို60ဆိုတော့ကျမတို့ဒီနေ့ခီးစဉ်ကတော့165ကီလိုပါမထင်ထားပါဘူးကွညံကုန်းကနေပတ်ပြန်မယ်လို့မထင်ထားခဲ့ဘူးပေါ့နော်ကိုစီးရဲ့လက်စားမှုတစ်ခွက်ပါပဲနောက်ဒီလိုမလုပ်ပါနဲ့လို့တောင်းဆိုချင်ပါတယ်ကဲချစ်စရာလေးတွေအိမ်လေးတွေဆက်နေလိုက်အောင်မယ်ကိုစီးတို့အိမ်ရောက်ရင်စားမယ်ဒါစားမယ်ဆိုတော့ကဲဆက်နေလိုက်အောင်မယ်ဝေးဒီလမ်းဆောင်ရောက်ပါတယ်ဒီလမ်းဆောင်ရောက်နေတာဟုတ်လောက်မယ်ဒါစားတော့ပုံမှန်သွားနေကြဆိုကြည့်အောင်ဒီလမ်းဆောင်ရောက်တယ်ပေါ့နော်ဒီကနေပြီးတော့စိန်နှန်းကန်းကြီးသွားလို့ရတယ်မိတက်ရှိတယ်ဟိုဘက်မှာမြို့ပတ်ဘာညာဆက်တော့အောင်မယ်ဒီဘက်မှာမိတက်ဘယ်ကြည့်အောင်မြင်နေရမှာတော့ဒီလမ်းနဲ့ဝင်ပါလားဒါကိုစီတို့ရဲ့မိဘအိမ်ကိုသွားမှာပေါ့နော်ကိုစီကကိုညံကုန်သားပါတဲ့ဘယ်ကြီးတော့လိုက်တာတော့သုံးနေရတာကိုကြီးကိုရှာရဲစားလိုက်သားရဲနောက်လာလေလေ ရှေ့ရကြတယ်နော် ရှေ့ရကြတယ်တော့ ကိုကြီးလက်ကြီးပါတပ်ဘုံထည့်တာ ဟုတ်တယ်ဟဲ့ ကိုစီတို့အိမ်မှာထမင်းနဲ့စားမယ်နည်းနည်းပဲနော်ရပါမရဘာဒီကငါဖွက်တာအေးအဲ့ကြောင့်သလုံးကြီးနဲ့စားတော့ ကလုံးတန်းပြဒီဘက်ဘာလဲချောက်ကိုကြိုက်တယ်ဒါချောက်ကတော့ချောက်ဆိုဘယ်လိုလဲအဲ့လိုဟိုကနေတရားနဲ့ပြင်နေချောတာမပြမသူရောမပြမယူရပြီအဲ့ကြီးပဲတော့ ငါပဲဆုံးပြန်တရားကြီးပဲကောင်းတယ်ဟိုကျုံဘဲဦးတဲ့ထက်ချက်ပဲနေတယ်ကောင်းတယ်မဟုတ်လေကွာငုံကြောင်နည်းနည်းနာရောကောင်းကောင်းစားအစားတော့ပြည့်နေကြတာပါပြင်လေချောင်းမယ်ရှယ်ပဲကမ္ဘာနှလုံးထောက်တာပါဟုတ်ဟောပါပါပြီဟယ်လိုဒီလေကျန်ကိုတောက်လာရောမယ်တော့ငါဟင်းလာပါနေတယ်တော့ဒီပေါ်လာဒီပေါ်လေဒီတော့လို့ဒီတော့ချက်သားကြတော့ဘာနာနာစိတ်ကံပြတရားကနမှာနာတော့ beach ပြုတ်ဟုတ်လားကျမတို့ခုကတော့ကောညံကုန်းပေါ့နော်6နာရီပါနင်းရပါအောင်မယ်ဆိုတော့မိုးချုပ်မယ်ဖြစ်ထင်တယ်တင်းမမီလောက်တော့တမန်နဲ့ကူမယ်Hello Hello အခုတော့6:45ကိုမှုဆိုင်ပါရှေ့ပါတိုးကဲ121ကီလိုရှိသွားပြီပေါ့နော်121ကီလို120ဆိုတော့65ဆို45နေအောင်မယ်6:45ကို45ကီလိုလောက်ကျန်သေးရဲ့ပြီးတော့ကော်မှုမှာကဲတက်နိုင်ဦးဘာလို့နောက်ကျလဲဆိုတော့25ကီလိုပို့မယ်ဆိုတော့မထင်ထားတော့အချိန်တွက်တာနည်းနည်းလှုပ်သွားတယ်ပေါ့နော်အခုက8:05မိနစ်ကန်ဘက်လမ်းစုံခွေးပြီပေါ့နော်လိုင်းတာယာလမ်းခွဲကို4ကီလိုမီတာလို့မယ်ပြင်ဒလားမြို့ကို19ကီလိုမီတာလို့ပါအောင်မယ်8:05မိနစ်ရှိတော့ပါပြီတော့ရှေ့ဂိတ်ကိုပဲကောင်းကောင်းဝင်ဖြတ်ဖို့ရှိပါတော့တယ်ကဲမင်းအောင်ပါပဲ fighting ဆက်သွားမယ်
အခုကတိုင်းတိုင်းကလမ်းခွဲဖြတ်လာပြီပေါ့နော်8:15ဒလားမြို့တွေကို15 ကီလိုမီတာကျန်မယ်ပေါ့နော်မမဝင်ပဲဖိုက်တယ်ဆနေမယ်ဟယ်လိုခေါ်8:35စိတ်ကြီးခဏတို့တရားကိုရောက်ပြီစိတ်ကြီးခဏတို့တရားရောက်ပြီခဏလေးကဲတိတ်တော့မလို့တော့ဘူးဆက်တော့နေအောင်မယ်ဖိုက်တယ်ဆနေမယ်ကောင်းရှင်းမီကောင်းတော့ဆိုလကားတော့မဟုတ်ဘူးเนาะဒီမှာကြည့်ကျမမီးထိုးပြမယ်နင်းထိန်သွားတယ်အဲ့လေကဲပျော်ကြီးဆက်နင်းကြတာဗောတိတ်မလို့တော့ပါဘူးโอเคကဲဒါကတော့ night ride လေးပေါ့နော်ဘယ်နှစ်နာရီလဲဆိုတော့8:51 8:51 Friday တလားညိုရဲဝင်နေပါပြီကဲတမန်တော့ရမှာပါတမန်စီးမယ် Yeah Friday Hello ခုကတော့တလားဆေးရောက်ပြီပေါ့နော်9 နာရီပါအောင်မြင်တယ်လို့ပဲပြောရမှာပါကျုပ်နေထားတော့စိုးနေပါပြီဒီမှာပါဒီနေ့ဖွဲ့4ယောက်ပေါ့နော်ဆိုတော့အောင်မြင်တယ်ပဲပြောရမယ်မြို့တွေကတော့4ယောက်မှာပေါ့နော်ဒါဖြစ်တမန်9ပြန်ရမယ်တင်မောကတော့9 နာရီထိပဲရှိရဆိုတော့ဒီနေ့ကတော့165ပေါ့ကွယ်165လောက်တော့ရှိမယ်ထင်တယ်ကဲဟိုဘက်ရောက်ရင်ဆက်ရိုက်ပါမယ်ဖိုက်တီကဲဒလာတင်မောစိတ်ကိုဝင်ပါပြီ156ဟိုဘက်ကို6 ကီလိုမီတာလောက်ဆိုရင်160ပေါ့ကွယ်နင်းရပါဦးမရှင်ရိုက်ထားတယ် နေတယ်အစားဆုံးပြန်ပါညပေါ်တယ်လေ တက်ပါလား ပြန်တယ်လေ ဟာခလုံးမနေမိဘူးကြာရမိမသားပါ ကိုကိုတင်ယူ အမေရိကန်စစ်ဆန်ပါ ဘူးမချပါလေ အားလုံးဆောက်တော့ ဟိုတော့သူထောင်စစ်လိုက်တာခုနကဘာလို့မပတ်ပါဘူး ကဲ ကဲသွားတာ ကဲ စပိန်နဲ့သွားတယ် โอ้ဟာ စပိန်နဲ့သွား ဒီပြောဒီပြော တော့ဟိုထဲဝင်လာ ကဲ ဒါကမရှိရခွဲရအောင်ဒါတော့ဒီမှာထားလိုက်ပါ မဲတူးတာပဲအခုကတော့ကျမတို့ကတမန်စီးနေပါတယ်တမန်စပိန်လေးစီးကို9000ပါဟိုဘက်ကတော့ဒလာတရားကြီးပါလို့ရောက်တော့မယ်စပိန်လေးစီးလူ4ယောက်9000ပါရှင်တရရရရအားတူပါတူ ဖြည်းဖြည်းကြားလား ခြိုင်အောင်တိုင်းဟိုအောင်ခြိုင်နေစပိန်ကိုခြိုင်အောင်လေ 你要拿我照片。来，你有嘞？ ရပြီဒါငါ့ကိုပြောမှာတော့မကူပဲနဲ့ဗီဒီယိုရိုက်နေပါ စပိန်ဒီအောက်ကနိုင်ရရေဝေးရတယ်ရေဝေးရတယ်လည်းတော့ဘောလား ဖြည်းကိုစိโอเคပါရောက်ပြီ မိုက်ပါပြီ ရောက်ပါပြီ Hello အခုကတော့တင်ဖြူပြန်ရောက်ပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပါမယ်ရှင်ကိုချားတော့တောင်းကပြန်မှာဆိုတော့
ဒီကနေပြီးတော့သူရှင်းမြင်မြန်ဝင်တက်မှာပေါ့နော်ဗီဒီယိုလေးကိုစားဆုံးကြည့်ရှုပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်လူရာလေးတော့ရှိအောင်ပဲပေါ့နော်ခုမှစားရတာဆိုတော့အဆင်မပြေတာလေးရှိရင်လေခက်လို့ပြပါလေ My God အေးTata. See you on the next video ပါ Tata ကိုချာ ဒါ ဒီမှာပိတ်လိုက်ပြီနှုတ်ဆက်လိုက်ပါပြီ ဟောတာ ကျုံးနိုင်နေရပါဒီနေ့တော့အပိတ်ကို ရှိပါ ခါတိုင်းအပိတ်ဆိုရင်တိတ်မပြုံးနိုင်တော့ ဒီကရမ်းအောင်ပဲလေကဲTata နော်ကျေးဇူးအများကြီးတင်ပါတယ်